အခုလိုဝါးနေတဲ့ပုံကနေပြီးတော့မှအခုလိုမျိုးဒီကြီးလေးဖြစ်သွားအောင်ပေါ့နော်ဒီ photo quality ပြီးတော့ image quality ကိုဘယ်လိုတင်ရမလဲဆိုတော့ဒီနီလန်လေးရဲ့ပြီးတော့ဒီ image quality တင်လို့အကောင်းဆုံး website တစ်ခုကိုပြရပေးသွားချင်ပါတယ်အဲ့တော့ကျွန်တော်တို့က design ဆွဲတဲ့အခါမှာအခုလိုမျိုးပုံပေါ်ဝါးကြီးနဲ့ဆွဲနေရဆိုရင်တော့ဒါ2026မှာကျွန်တော်တို့ဒီ AI generate ကိုထပ်ပြီးတော့မှအသုံးပြုဖို့ထပ်လေ့လာဖို့လိုတဲ့ designer တယောက်အနေနဲ့တော့ပို့ပြီးတော့မြင်ပါတယ်အဲ့တော့ကိုကအခုလိုပုံပေါ်ဝါးကြီးကိုအခုလိုမျိုးပုံကြီးကြီးလေးလေးလောလောရတဲ့ website တွေအများကြီးပဲရှိတယ်ဒါပေမဲ့ကျွန်တော်အသုံးအများဆုံး website ကတော့ကျွန်တော် Google မှာ image escalator ဆိုတဲ့ဒီ escalator.com ဆိုတဲ့ website တစ်ခုရှိရပေါ့နော်သူကတော့ login လည်းဝင်စရာမလိုဘူးပြီးတော့ဒီ account တွေပါဖွင့်ပြီးတော့လည်းဝင်စရာမလိုဘူးအဲ့တော့ဒီမှာကျွန်တော်ဒီမှာ choose image ဆိုတာလေသူကသူ့ website ထဲကိုဝင်လိုက်ပြီဆိုတာလေ choose image ဆိုပြီးတော့ရှိတာလိမ့်မယ်အဲ့ choose image ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ခုနကကိုဝါးနေတဲ့ပုံပေါ့နော်ဝါးနေတဲ့ပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ပြီဆိုရင် open နှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ ratio မှာ200% ရယ်400% ဆိုတော့နှစ်မျိုးရှိရယ်ကိုက 4K လောက်ထိလိုချင်တယ်ဆိုရင်တော့400% ကိုယူရင်ကိုကလည်းမဟုတ်ဘဲနဲ့200လောက်ထိပဲလိုချင်တယ် 2K လောက်ထိပဲလိုချင်တယ်ဆိုတော့200% လောက်ထိကိုယူပေါ့နော်ပြီးရင်တော့ဒီမှာ400% လောက်ယူလိုက်မယ်ပြီးရင်တော့ upload and step ကိုတစ်ချက်နှိပ်လိုက်ဒါဆိုတော့ကျွန်တော်တို့နည်းနည်းလေးခဏစောင့်လိုက်ရင်ကျွန်တော်တို့ဒီ quality ကောင်းတဲ့ပုံရတယ်ပေါ့နော်ဒါခုနကကျွန်တော်ထည့်ထားတဲ့လက်ရှိပုံကတော့ဒီပုံဝါးနေတဲ့ပုံပေါ့နော်အဲ့တော့ဒီမှာကတော့နည်းနည်းလေးတော့စောင့်ပြီပေါ့နော်ဒါက website ထဲကတော့ဒါဆိုကျွန်တော်တို့ download ပြပါမယ်နော် download ပြသွားပြီဆိုရင်ကျွန်တော်ဒီမှာ download ဆိုတဲ့တစ်ချက်နှိပ်လိုက်ဒါဆိုသူတို့ကအပေါ်လေးမှာ download ဆွဲသွားနိုင်ပြီ download ဆွဲသွားတဲ့အခါကျတော့ကျွန်တော်တစ်ချက်ကြည့်လိုက်ဒါဆိုတော့ကြည်ကြည်လေးလေးတစ်ခုရပါတယ်ခင်ဗျာကြည်ကြည်လေးတော့ကြည်ဒါပေမဲ့တချို့စာလေးတော့ပြောင်းသွားရရှိရ 4K မှာဆိုရင်လည်းအဲ့စာလေးရောလည်းတစ်ချက်တော့ပြန်လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ 2K လောက်လောက်တော့ပဲများတယ်ပေါ့နော်အဲ့တော့ဒီ website တစ်ခုရနောက်တစ်ခါကတော့ကျွန်တော်တို့တော်တော်များများတည်တဲ့ဒီ Fitbit ပေါ့အဲ့တော့ Fitbit မှာအခုတော့ magnetic ပေါ့နော်အဲ့တော့ Fitbit မှာကျွန်တော်တို့က image escalator ဆိုပြီးတော့မှသူက premium ဝယ်ထားရင်တော့ရတယ်ပေါ့နော် premium ဝယ်ထားရင်တော့ဒီ auto ထဲမှာကျွန်တော်တို့ဒီမှာရှိတဲ့ image editor တွေကိုသွားလိုက်ပြီးတော့ကျွန်တော်တို့လုံးထည့်ချင်တဲ့ image ကို upload and image နဲ့လိုက်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ download တွေကကျွန်တော်ဝါးနေတဲ့ photo လေးကို open လိုက်မယ်နောက်ပြီးတော့ဆိုရင် edit တစ်ချက်နှိပ်မယ်ပြီးရင်ဒီလိုင်းမှာ escalate ဆိုပြီးတော့ရှိရဲ့အဲ့ကောင်လေးကိုနှိပ်လိုက်ပြီးကိုဘယ်လောက်ထိကြည့်ချင်လဲပေါ့အဲ့တော့ 2h လောက်ပဲဆိုရင်သူကဒီမှာရှိရဲ့ credit mark က60လောက်ပေးရမယ်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့သူလည်းကြည့်လို့ရတယ်ဒါပေမဲ့ तू ကတော့ premium လေးဝယ်မှာတော့ပုံပြီးတော့မှအဆင်ပြေတာမျိုးပေါ့နော် okay ဒါကတော့ကျွန်တော်ပုံလေးကိုဝါးနေတဲ့အခါမှာဘယ်လိုမျိုးကြည့်အောင်ပြန်လုပ်ရမလဲဆိုရင်ဒီလမ်းကိုပြပြပေးတာဖြစ်ပါတယ်အဲ့တော့အကျိုးရှိမယ်ဆိုရင်တော့ like and follow လုပ်ခဲ့ပြီပါအားလုံးပဲကျေးဇူးတင်ပါတယ်